ဒီနေ့မှာတော့အင်္ဂလိပ်စာအခြေခံဖြစ်တဲ့ verb to be လေးအကြောင်းလေးလာကြရအောင် verb to be ဆိုတာကြတော့ am is are ပဲဖြစ်ပါတယ် okay ဥပမာလေးနဲ့တစ်ချက်ကြည့်ကြည့်ရအောင်နော် I am a teacher the book is on the table we are happy ဒီမှာဆိုလို့ဆိုရင်ပထမတစ်ခုအနေနဲ့ I am a teacher မှာဆိုလို့ဆိုရင် teacher က noun ဒါမှမဟုတ်ရင် noun phrase ဖြစ်တဲ့ I am an English teacher လို့မျိုးလည်းရေးလို့ရတယ်နောက်တစ်ခု the book is on the table အိမ်မှာ preposition phrase ဖြစ်တဲ့ on the table preposition phrase ဆိုတာက on ဆိုတာ preposition table က noun အဲ့လိုမျိုး preposition နဲ့ noun နဲ့တွဲထားအောင် preposition phrase လို့ခေါ်တယ်နောက်တစ်ခုကကြတော့ we are happy ငါတို့ရပျော်ရွှင်ကြတယ်ပျော်ရွှင်တယ်ပေါ့နော်အဲ့ဆိုလို့ဆိုရင်ခြုံပြီးပြောရမယ်ဆိုလို့ဆိုရင်verb to be ရဲ့အနောက်မှာဆိုလို့ဆိုရင် noun ဒါမှမဟုတ်ရင် noun phrase တွေလိုက်လို့ရတယ်နောက်တစ်ခုကကြတော့preposition phrase လိုက်လို့ရတယ်နောက်ဆုံးတစ်ခုကကြ adjective တွေလိုက်လို့ရတယ်ပေါ့နော် okay နောက်ထပ် video လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော် bye bye